ထိုလူဟာရေလမ်းကြောင်းအကအရန်ပေါ်ကနေမတော်တဆလိမ့်ကျသွားခဲ့တယ်။ခံကောင်းစွာနဲ့ပဲသူ့ရဲ့ချစ်သူကသူ့လက်ကိုချက်ချင်းဖမ်းဆုပ်လိုက်ပေမဲ့နောက်ဆုံးမှာတော့သူတို့နှစ်ယောက်လုံးအောက်ကိုပြုတ်ကျသွားခဲ့ကြတယ်။နောက်တစ်နေ့မှာသူမနိုးလာတဲ့အခါသူမဟာထိုလူရဲ့ခန္ဓာကိုယ်ထဲကိုရောက်နေတာကိုတွေ့လိုက်ရလို့ထိတ်လန့်သွားခဲ့တယ်။သူတို့နှစ်ယောက်ရဲ့ဝိညာဉ်တွေလဲလှယ်သွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲထိုလူရဲ့ညီငယ်ဖြစ်သူကဒေါသတကြီးနဲ့အခန်းထဲကိုဝင်လာပြီးသူမကိုမျက်နှာကိုအချက်ပေါင်းများစွာရိုက်ပစ်လိုက်တယ်။သူမအံ့အားသင့်သွားခဲ့ရတယ်။ဘာကြောင့်လဲဆိုတော့သူမမမိတဲ့နူးညံ့တိမ်မွေ့တဲ့ညီငယ်ပုံစံမျိုးလုံးဝမဟုတ်တော့လို့ပါ။ညီငယ်ဖြစ်သူကထိုလူကိုအပြုတ်မှုတွေဆင်ကျင်ဖို့ရက်ဆက်စွာချင်းချောက်လိုက်ပြီးသူတို့နှစ်ယောက်ကြားမှာဖြစ်ခဲ့တဲ့နှစ်ပေါင်းများစွာကအနိုင်ကျင့်မှုတွေကိုဝန်ခံလိုက်တယ်။အဲ့ဒီအချိန်မှာပဲမိခင်ဖြစ်သူရဲ့ခြေတံကိုကြားလိုက်ရတဲ့အတွက်ညီငယ်ဖြစ်သူကသူ့ကိုယ်သူပြန်ရိုက်ပြီးအပြစ်အလုံးကိုထိုလူပေါ်ကိုပုံချလိုက်တယ်။မိခင်ဖြစ်သူအခန်းထဲကိုဝင်လာတာနဲ့သူမကိုချက်ချင်းရိုက်နှက်လိုက်တယ်။ပြီးတော့ညီငယ်ဖြစ်သူကသူမကိုကာကွယ်ပေးဟန်ဆောင်လိုက်တာကြောင့်မိဘတွေကထိုလူကိုပို့ပြီးမုန်းတီးသွားကြတယ်။ဒီအချိန်မှာပဲချစ်သူဖြစ်သူဟာနှစ်ပေါင်းများစွာသူမဟာညီငယ်ဖြစ်သူရဲ့လှည့်စားမှုတွေကိုခံခဲ့ရပြီးထိုလူကိုလုံးဝနားလည်မှုလွဲခဲ့မှန်းသဘောပေါက်သွားခဲ့တယ်။ညီငယ်ဖြစ်သူကသူမကိုတိုးလောင်ခန်းထဲမှာတောက်ခတ်ထားလိုက်ပြီးငွေတကောင်ကိုပါအထဲကိုထည့်ပေးလိုက်တယ်။သူမမှာမိမိကိုယ်ကိုခုခံဖို့တုတ်တချောင်းကိုကင်ထားရုံမှလွယ်ပြီးတခြားရွေးချယ်စရာမရှိတော့ဘဲညီငယ်ဖြစ်သူရဲ့ရက်စက်မှုကြောင့်ရင်ထဲမှာအေးဆက်သွားခဲ့တယ်။တစ်ဖက်မှာတော့အမျိုးသမီးရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ထိုလူကတော့နိုးမလာသေးပါဘူး။ဖခင်ဖြစ်သူကထိုလူနိုးလာတာနဲ့သူတို့နှစ်ယောက်ရဲ့စိတ်ဆက်ကြောင်းလန့်မှုကိုဖျက်သိမ်းပြီးသူမကိုညီငယ်ဖြစ်သူရဲ့စောင့်ရှောက်မှုအောက်မှာထားဖို့စီစဉ်ထားတယ်။ဒါကိုကြားတဲ့အခါညီငယ်ဖြစ်သူကအလွန်ကိုဝမ်းသာနေခဲ့တယ်။ဒီအချိန်မှာပဲဝိညာဉ်တွေဘာကြောင့်လဲလှယ်သွားရလဲဆိုတဲ့အကြောင်းရင်းကိုသူမသိလိုက်ရတယ်။ထိုလူနိုးလာတာနဲ့သူတို့နှစ်ယောက်ပြန်လဲနိုင်တော့မှာပါ။သူမအဝတ်စားတွေပြင်ဆင်ခိုင်းပြီးထိုလူစီသွားဖို့လုပ်တဲ့အခါထိုလူရဲ့အဝတ်စားအလုံးကိုညီငယ်ဖြစ်သူကလွှင့်ပစ်လိုက်မှန်းသိလိုက်ရတယ်။နှစ်ပေါင်းများစွာဒီမိသားစုကထိုလူကိုဘလောက်တောင်ရက်ဆက်ခဲ့တယ်လဲဆိုတာကိုသူမနောက်ဆုံးတော့နားလည်သွားခဲ့တယ်။ညီငယ်ဖြစ်သူကသူမစီပင်လယ်စာနဲ့နွားနို့တွေယူလာပေးတဲ့အခါသူမကသူ့စိတ်ပြောင်းသွားပြီလို့ထင်ခဲ့တယ်။အစာငတ်ခံထားရတာကြာပြီဖြစ်တဲ့အတွက်ပင်လယ်စာတွေကိုအငမ်းမရစားလိုက်မိတယ်။ဒါပေမဲ့ထိုလူဟာပင်လယ်စာနဲ့နွားနို့ကိုဓမ္မတာဓာတ်မတည့်ဘူးဆိုတာသူမမသိခဲ့ပါဘူး။မကြခင်မှာပဲသူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးရရန်လာပြီးထိမရတော့ပါဘူး။သူမဟာအတိတ်တုန်းကထိုလူကိုပင်လယ်စာတွေအတင်းစားခိုင်းခဲ့မိတဲ့အကြောင်းကိုပြန်တတိယပြီးနောင်တတွေနဲ့ပြည့်နေသွားခဲ့တယ်။ညီငယ်ဖြစ်သူကလူတွေကိုခိုင်းပြီးသူမကိုအတင်းချုပ်ကင်ကနွားနို့တွေကိုအတင်းတိုက်လိုက်တယ်။နောက်ဆုံးမှာတော့သူမကိုအိမ်ထဲကနေနှင်ထုတ်လိုက်တယ်။အချိန်တော်ကြာတဲ့အခါသူမပြန်နိုးလာပြီးခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။ထိုလူနိုးလာတာနဲ့သူတို့နှစ်ယောက်ပြန်လဲသွားရင်ထိုလူကိုသူမအကောင်းဆုံးဆက်ဆံသွားမယ်လို့ဆုံးဖြတ်လိုက်ပါတော့တယ်။